အားလုံးပဲမင်္ဂလာပါကျွန်တော်ဟာတာကေကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ admin မောင်ဝတေးပဲဖြစ်ပါတယ်မောင်ဝတေးဒီတစ်ခါ knowledge sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ TikTok shop မှာ refund ဘယ်လိုလုပ်လဲဆိုတဲ့ကိစ္စလေးကိုပြောပြချင်တာဖြစ်ပါတယ် refund လုပ်တယ်ဆိုတာကတော့ပစ္စည်းကိုကပစ္စည်းတစ်ခုခုမှလိုက်တဲ့အခါမကြိုက်ရဆိုတော့ကောင်းပစ္စည်းကကိုမှလိုက်တဲ့ဟာတွေမကိုက်ညီဆိုတော့ကောင်းဒါမှမဟုတ်လို့ရှိရင်ပစ္စည်းကsite အကြီးအသေးပေါ့နော်ကွာနေတာမျိုးတို့ပြီးလို့ရှိရင်ပစ္စည်း damage ဖြစ်တာမျိုးတို့ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင် refund လုပ်လို့ရတယ်ပေါ့နော် TikTok shop မှာအဲ့ဒါကို refund လုပ်လို့လဲဆိုတာကိုမောင်တင်းနေနဲ့ပြပြပေးချင်တာဖြစ်ပါတယ်ဆိုတော့ဘော်ရာတို့ TikTok shop ကနေပြီးတော့ refund လုပ်မယ်ဆိုလို့ရှိရင်အရင်ဆုံးကိုယ့်ရဲ့ TikTok shop တွေကိုအရင်ဆုံးဝင်ပေးရပါမယ်ဘော်ရာတို့ဝင်ပြီးသွားပြီဆိုလို့ရှိရင် TikTok shop တွေက order လေးကိုနှိပ်ပေးရပါမယ် order ကတော့ဒီပုံလေးမှာပြတဲ့အတိုင်းပဲเนาะ order လေးနှိပ်ပြီးသွားလို့ရှိရင်ဘော်ရာတို့ဒီ order တွေကကို refund လုပ်ချင်တဲ့ဒီ order ပဲ order လေးပေါ့เนาะတစ်ချက်ရွေးလိုက်ပါကျွန်တော်ကတော့ဒီ order လေးရွေးထားတယ်ဒီ order လေးကိုရွေးချက်ပြီးလို့ရှိရင်အမ our request preference ဆိုတာပေါ်တင်မှာပေါ်တာတို့ဆိုတော့ request preference ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကိုက refund လုပ်ချင်တဲ့ reason လေးရွေးချက်လို့ရပြီပေါ်တာတို့ဘော်ရာတို့အနေနဲ့ကိုပစ္စည်းက damage ဖြစ်နေရလားဒါမှမဟုတ်ကိုမားတဲ့ပစ္စည်းနဲ့ရောက်လာတဲ့ပစ္စည်းတွေကမတူညီဘူးမကိုက်မနေဘူးအဲ့လိုဖြစ်နေရလားဆိုလို့ရှိရင်ကိုကဒီမှာ reason လေးတွေရှိရပေါ်တာတို့ဒီ reason လေးတွေကတစ်ခုခုရွေးချက်ပြီးလိုက်ပါပေါ်တာတို့ဘောအနေနဲ့ request refund လေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင် refund လုပ်ရှင်နေပေါ့နော် reason လေးကိုရွေးချယ်ပေးရပါမယ်ပုံထဲမှာပြတဲ့အတိုင်းပဲ reason တွေကတော့အများကြီးပဲပေါ့နော်ကိုနဲ့အဆင်မပြေတဲ့ဟာကိုမကိုက်ညီတဲ့ဟာကိုနဲ့ပေါ့နော်ဒီတခုခု reason ပေးခြင်းတဲ့ဟာလေးကိုကရွေးချယ်ပေးလိုက်လို့ရှိရင်ရပါပြီမောင်တေး TikTok shop ရဲ့ဒီ refund လုပ်တဲ့နေရာမှာပြောချင်တာလေးတစ်ခုရှိတယ်။ဘာလဲဆိုတော့ picket နဲ့ drop off ဆိုတဲ့ကိစ္စလေးပေါ့နော်။ pick and drop off ကဘာလဲဆိုတော့ပေါ်လာလို့ဒီလိုဗျာတေချာလေးရှင်းပြမယ်ဆိုလို့ရှိရင်ပစ္စည်းကိုက request refund ကိုလုပ်လိုက်ပြီဆိုလို့ရှိရင်ကိုက picket ဆိုတဲ့ option လေးကိုရွေးလိုက်တယ် picket ဆိုတဲ့ option ရွေးလိုက်လို့ရှိရင် delivery သမားသူ့ဘာသူကိုရဲ့ပစ္စည်းကိုလာယူရမယ်ကို QR code လေးပေးရဗျာ request refund လို့ရှိရင် QR code လေးပေး QR code လေးနဲ့တက်စင် delivery သမားလာမယ်ပြီးလို့ရှိရင် QR ကို scan ဖတ်သွားမယ်ပြီးသူ့ဘာသူယူရမယ်ကိုက drop off ဆိုတဲ့ option တွိုင်းလိုက်လို့ရှိရင်တော့အဲ့ဒါကပေါ်တော့နည်းနည်းလေးပြင်ပန်းလိမ့်မယ်ဘာကြောင့်လဲဆိုတော့ပေါ်လာတော့ကကိုယ့်ရဲ့ပစ္စည်းကိုတေချာ packaging ပြန်လုပ်ပြီးလို့ရှိရင်ကိုကသူတို့ drop off ဒီ location လေးရှိရပေါ်လာတော့အဲ့ location လေးမှာကိုယ့်ရဲ့သက်ဆိုင်ရာနေရာကိုတွားပြီးတော့ drop off သွားလုပ်ရမှာဖြစ်တယ်ပေါ်လာတော့ဆိုတော့ဒီ TikTok shop balance တွေကနေပြီးတော့ကိုယ့်ရဲ့ဒီ banking တွေကိုပဲဖြစ်ဒါမှမဟုတ် True Money wallet တွေကိုပဲဖြစ်ကိုကထည့်လာလို့ရပြီပေါ်လာတော့ဆိုတော့ပေါ်လာအားလုံးထုံးစံတိုင်းပဲကျေးဇူးပါ see you in next video